ရစ်ယာန်ဘာသာကိုကိုးကွယ်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ခရစ်ယာန်ဘာသာကိုကိုးကွယ်ထားတဲ့နိုင်ငံသားသူနိုင်ငံသားတွေနဲ့ထိမ်းမြလက်ထက်တဲ့အခါမှာလိုအပ်တဲ့အချက်အလက်တွေကခရစ်ယာန်ဘာသာအရပေါ့နော်နိုင်ငံသားသူတွေနဲ့ထိမ်းမြလက်ထက်တော်မယ်ဆိုလို့ရှိရင်ခရစ်ယာန်ထိမ်းမြခြင်းဆိုင်ရာအဥပဒေအရာဝိနည်းနဲ့အညီထိမ်းမြလက်ထက်တဲ့အခါမှာလိုက်နာရန်ကိစ္စဆိုပြီးတော့ညွှန်ကြားချက်အမှတ်1/2026မှာထုတ်ပြန်ထားတာရှိပါတယ်ရှင်အဲ့ဒါကဘာလဲဆိုတော့ခရစ်ယာန်ဘာသာကိုကိုးကွယ်တဲ့နိုင်ငံသားသူဟာဆိုလို့ရှိရင်သူကလိုအပ်တာကနိုင်ငံကူးလက်မှတ်လိုတယ်ရက်30အထက်နေထိုင်ခွင့်ဗီဇာလိုတယ်အဲ့လိုမျိုးဗီဇာနဲ့နေထိုင်နေတဲ့ကာလအတော်အတွင်းမှာသူလက်ထပ်ထိမ်းများတော့မယ်ဆိုတဲ့အကြောင်းကိုမြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကိုတင်ပြရမှာရှိတယ်ဒီလိုမျိုးသူလက်ထပ်ထိမ်းများကြောင်းကိုနိုင်ငံသားသူနေထိုင်တဲ့သက်ဆိုင်ရာနိုင်ငံရဲ့ပေါ့နော်သူနေထိုင်တဲ့နိုင်ငံရဲ့ဥပဒေအရတားမြစ်မှုမရှိကြဒါအပြင်သက်ဆိုင်ရာတန်ယုံရဲ့ထောက်ခံချက်တွေအပြင်ခုနကကျွန်မရှေ့ဗီဒီယိုမှာပြောခဲ့တယ်လို့ပေါ့နော်လူပြိုလူလွတ်လားဒါမှမဟုတ်လို့ရှင်လက်ရှိအိမ်ထောင်မရှိသူလားကွာရှင့်ထားတဲ့သူလားဒါမှမဟုတ်အိမ်ထောင်ဘက်ကတည်ဆုံးသွားပြီလားဒီလိုအထောက်အထားတွေအပြင်ကိုသက်ဆိုင်ရာနိုင်ငံမှာသူ့ရဲ့နေထိုင်မှုအခြေအနေတွေသူနေထိုင်တဲ့အမြဲတမ်းနေတဲ့လိပ်စာတွေအလုတ်အကင်ဝင်ငွေတွေနောက်တစ်ခုကအရေးကြီးတာကကြတော့ဒီထိမ်းမြလက်ထက်တမယ်နိုင်ငံသားသူဟာဆိုလို့ရှိရင်ရာဇဝတ်မှုကင်းရှင်းကြလားအကျင့်စာရိတ္တကောင်းမွန်စွာထောက်ခံချက်တွေဒါတွေနဲ့အညီပြည့်စုံစွာဒီလိုအချက်လက်တွေပါရှိကမှသူ့ကိုဒီခရစ်ယာန်ထိမ်းမြခြင်းဆိုင်ရာအဥပဒေအရာလက်ထက်ထိမ်းမြပြီးမှတ်ပုံတင်ပေးမှာပဲဖြစ်ပါ